မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်များဒီနေ့မှာတော့အားလုံးရင်ခုန်စွာစောင့်မျှော်နေကြမဲ့ FA ဖလားပွဲစဉ်ဖြစ်တဲ့ ရဟန်းနဲ့ Chelsea တို့ရဲ့အကျိတ်အနယ်ရှိမဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်ရှင်ရဟန်းအသင်းကတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်တိုက်အနိုင်ရရှိထားပြီးခြေစွမ်းအတော်လေးတက်နေတဲ့အချိန်ဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းချက်တန်ကိုအနိုင်ရရှိထားသလိုအခုပွဲမှာလည်းဒဏ်ရာရလူစရင်အသစ်မရှိတာကြောင့်လူစုံထုတ်လာနိုင်ပါတယ်။အထူးသဖြင့်အိမ်ကွင်းမှာဂိုးသွင်းနိုင်စွမ်းကောင်းမွန်သလိုနှစ်သင်းစလုံးဂိုးသွင်းနိုင်ခြေ60%ကျော်အထိရှိနေတာကြောင့် Chelsea ကိုအကောင်းဆုံးဒုက္ခပေးလာနိုင်ပါတယ်။ဧည့်သည် Chelsea တင်းကတော့ဒီဖလားပြိုင်ပွဲမှာအောင်မြင်မှုရဖို့အားခဲထားပြီးပွဲထွက်လူစရင်းကိုအပြောင်းလဲအချို့လုပ်နိုင်ပါတယ်။ Pedro Neto ပွဲပယ်ပြစ်ဒဏ်ကနေပြန်ပါလာနိုင်သလိုလူငယ်ကျယ်ပွင့်တွေဖြစ်တဲ့ Liam Delap နဲ့ Malo Gusto တို့လည်းပါဝင်လာဖို့ရှိနေပါတယ်။ Chelsea ဟာတပွဲကိုပြတ်မြတ်3ဂိုးကျော်အထိတွင်းယူနိုင်တဲ့တိုက်စစ်အစွမ်းရှိပေမဲ့ခံစစ်ပိုင်းမှာတော့ဂိုးပြန်ပေးရလိမ့်ရှိတာကိုသတိပြုရမှာပါဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့ Chelsea ကတစ်လုံး6ဆက်အရှုံးပေးထားပြီးဂိုးပေါင်းဈေးကတော့3လုံး5ဆက်အရှုံးဖွင့်လှစ်ထားပါတယ်အသင်းကြီး Chelsea ရဲ့လူအင်အားတာလုံမှုနဲ့ရဟန်းတို့ရဲ့အိမ်ကွင်းခြေစွမ်းမာကြောမှုတို့ကြောင့်ဒီပွဲမှာ2ဂိုး1ဂိုးလောက်နဲ့ Chelsea တို့ကတ်နိုင်သွားဖို့များပါတယ်ဒါကြောင့်ဒီနေ့ပွဲမှာတော့အဝေးကွင်း Chelsea အနိုင်နဲ့အတူနှစ်သင်းစလုံးဂိုးသွင်းနိုင်ခြေဂိုးပေါင်း3လုံးအထက်ဖြစ်နိုင်ခြေတို့ကိုရွေးချယ်တာကအကောင်းဆုံးဖြစ်မှာပါအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခံမှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘောလုံးအကောက်ဖွင့်ခြင်းရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာဒီပွဲမှာရဟန်းတို့အိမ်ကွင်းမှာအံ့အားသင့်စပွဲရလက်ဖော်ဆောင်နိုင်မလားဒါမှမဟုတ် Chelsea ကပဲအနိုင်ရသွားမလားကွန်မန့်မှာပြောခဲ့ပါဦး